ကာရက်ကို United ရဲ့နီးပြခံလိုက်လို့ဘယ်အတင်းမှကြောက်နေမှာမဟုတ်ဘူးလို့ပြောလာတဲ့ Ryan Giggs အားလုံးပဲမင်္ဂလာပါဗျာ Football and Family မှာနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးဆိုရင်တော့ Ryan Giggs က Michael Carrick နဲ့ပတ်သက်ပြီးတော့ယခုလိုမျိုးပဲပြောလာရဲ့ဗျမင်းကိုမင်းပတ်ဂွာဒီယိုလာဒါမှမဟုတ်အာတီတာတို့လိုစိတ်ကူးရင်ကြည့်လိုက်ပါမင်းကအားလဲရဲ့ရွက်လေပေါ်မှာဆိုရင်တော့အနားယူနေရဲ့ပေါ့ပြီးတော့ Michael Carrick ကို United ကအမြဲတမ်းနီးပြအဖြစ်ကြီးညာလိုက်တာကိုတွေ့ရမယ်မင်းသာဆိုရင်ကြောက်နေမလားကလော့ကိုလီဗာပူးကဘာလို့ယုံကြည်နဲ့ခန့်ခဲ့ရထင်သူကဘာတွေလုပ်ပြခဲ့လို့လီဗာပူးကယုံကြည်ရလို့ထင်လဲသူကဆိုရင်ဂျာမနီမှာဖလားတွေယူပြပြီးတက်တီပြခဲ့ပြီးပြီလေအဲ့အချိန်မှာဆိုရင်တော့ကာရီရဲ့နီးပြအတွေ့အကြုံကိုကြည့်လိုက်ရင်တော့မစ်တယ်ဘလော့တဲ့ငါကတော့ Michael Carrick က United ကိုနောက်2 နှစ်3 နှစ်မှာဆိုရင်တော့ထိပ်တန်းအဆင့်ကိုပြန်ပို့ပေးမှလို့ပြောမဲ့လူတော့မဟုတ်ဘူးလို့မြင်လဲမြင်မိပါတယ်ဒါပေမဲ့ငါမှားကြောင်းတက်တည်ပြဖို့တော့မြင်ချင်မိပါတယ်ဆိုပြီး Ryan Giggs ကအခုလိုမျိုးပဲပြောလာရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ